ကဲဟောရအားလုံးပဲမင်္ဂလာပါဗျာဒါမနေ့ကတော့ဒါကျွန်တော်ပေးခဲ့တဲ့ပွဲတွေနေကတော့ဒါနှစ်ပွဲတွေအဆင်ပြေခဲ့ဟိုဒီမန်စီးတီးပွဲလေးကျွန်တော်တို့ရရမှာရဲမထင်းနဲ့မန်စီးတီးပထမပိုင်းနဲ့1-2ဖြစ်နေတာဒုတိယပိုင်းကျတော့သူတို့တစ်လုံးမှမရှိနိုင်တော့ဒါရတော့တိတ်ပြီးတော့ဒါမဖြစ်တဲ့ပုံစံမျိုးသက်သက်များဂိုးမပေါက်အောင်လုပ်ထားလားမသိဘူးမနေ့ကဂိုးပေါက်နိုင်မဲ့အနေထားကြီးမှာမန်စီးတီးအနေနဲ့3လုံးနဲ့ကျွန်တော်တို့ဒီတစ်ဝက်ရှုံးတဲ့ဒါရှုံးသွားတယ်ပြီးတော့တစ်ပွဲအနေနဲ့ပြေဟိုပြည့်ကြည့်နေရတယ်ဒါအဆင်မပြေခဲ့ဘူးတစ်လုံးမှမရှိနိုင်ကျွန်တော်ဒီကစားကွက်တွေကကျွန်တော်ကြည့်လာတာဒါကိုယူနိုင်တဲ့ကစားကွက်တွေမလို့ဒါမနေ့ကကျွန်တော် PSG ပေါ်ပြီးပေးတယ်သူနဲ့တစ်လုံးမှမရှိနိုင်ဘူးဒီနေ့မှတော့ဒါကျွန်တော်ဒီ3ပွဲပဲကျွန်တော်သုံးသက်ပေးတော့မယ်ဒါအများကြီးတော့မရှိဘူးကျွန်တော်အနေနဲ့လည်းတိတ်ပြီးတော့ဒီပြောရတာတွေကတိတ်အဆင်မပြေလို့ကျွန်တော်ဒီဘက်လည်းတိတ်ပြီးတော့အဆင်မပြေလို့ကျွန်တော်ပြောရတဲ့အဆင်ပြေဒီနေ့တော့3ပွဲပဲကျွန်တော်ဒီနေ့ဒီ6ပေါ်အပေါ်ဆုံးလေးကြိုက်တဲ့ညီကိုတွေအတွက်ကျွန်တော်ဒီကောင်းတဲ့အသင်းလေးအပေါ်ဆုံးဖြစ်နိုင်မယ့်အသင်းလေးကိုရွေးချယ်ပြီးတော့ဒါဒီ3ပွဲကျုပ်3သက်ပေးခြင်းပါလေဒါမနေ့ကဒီကျွန်တော်အနေနဲ့တော့ဒါပထမဆုံးကျွန်တော်ပြောနေကြကျွန်တော်ပွဲကျုပ်3သက်ပေးတယ်ဆိုတော့ကျွန်တော်ရဲ့ဝါသနာရဲ့3သက်ပေးတာဖြစ်ပါတယ်အဲကြောင့်ဒါကိုနဲ့အကြိုက်တူမှာတော့ရွေးချယ်ပြီးတော့ထိုးစေခြင်းပါလေကျွန်တော်တို့ဘောလုံးပွဲဆိုမှာဘယ်သူမှအပိုင်ဆိုတာမရှိပါဘူးဒါပထမဆုံးပွဲအနေနဲ့ကတော့ကျွန်တော်ဒီရန်ပိုင်နဲ့ကျွန်တော်လိုင်လီပွဲလေးကိုကျွန်တော်3သက်ပေးခြင်းတယ်ရန်ပိုင်နဲ့လိုင်လီကအခုလက်ရှိမှာကဒီလိုင်လီကပေးတာတစ်လုံး50ဒါအစာ9ပေါင်းကြေးအနေနဲ့3လုံးတိတ်အခုလက်ရှိကြေးပါကျော်သူတို့နှစ်သိမ့်ပြီးခဲ့တဲ့ကစားပွဲတစ်လျှောက်မှာတော့ဒါလိုင်လီအနေနဲ့ကတော့ဒါ9ပွဲကစားမှာသူ့အနေနဲ့တပွဲပဲသူ့အနေနဲ့ရှုံးခဲ့တယ်ကျန်တဲ့ပွဲတစ်လျှောက်မှာသူ့အနေနဲ့ဒါအနိုင်ရရှိခဲ့တဲ့ပွဲတွေကြီးပဲဇုံပေါ်နိုင်လားဆိုတော့ဒီကစားကွက်အနေနဲ့ကတော့ဇုံပေါ်နိုင်တဲ့ပုံစံကစားကွက်မလို့ကျွန်တော်ရွေးချယ်ပေးတာဖြစ်ပါတယ်ဒါပြီးခဲ့တဲ့မာဆင်းတဲ့ပွဲမှာတော့ဒါ1စီးနဲ့ပြတ်ထားတာရှိပါတယ်အခုသူတို့ကိုပေါင်းချင်းပေးတာနှလုံးအပြည့်ရှုံပေးတာပါတယ်ဘော်ဒီကြီးအနေနဲ့တစ်လုံးတစ်ဝက်အစားပေးတာဖြစ်ပါတယ်ကျွန်တော်တို့ရန်ပိုင်းတစ်ခုကြည့်ရမှာရန်ပိုင်းပြီးခဲ့တဲ့ကစားပွဲတစ်လျှောက်မှာတော့ဒီကစားပွဲနဲ့2စီးနဲ့ဒါရှုံးနေထားတာရှိပါတယ်အဲကြောင့်အခုလက်ရှိမှာသူ့နဲ့ရန်ပိုင်းနဲ့အိမ်ကွက်မှကစားမှဖြစ်တဲ့အကြောင်းလေးလေးနဲ့ဒါပြန်ပြီးတော့ဒါကစားမှဖြစ်တဲ့အကြောင်းဒီပြီးခဲ့တဲ့ကစားပွဲတစ်လျှောက်မှာသူ9ပွဲကစားလာတဲ့လဲ9ပွဲတစ်လျှောက်ကစားလာတာလဲသူ့နဲ့တပွဲတရေဒါ2ပွဲအနိုင်ဒါ2ပွဲအရှုံးရလက်ရှိပါတယ်ဆိုတော့ကျွန်တော်ပြောသလိုနောက်ဆုံးကစားတဲ့ပွဲမှာတော့ဒါ2စီးနဲ့သူ့နဲ့9ပြက်ရှုံးခဲ့တဲ့ပွဲရှိပါတယ်ကြောင့်သူနိုင်တဲ့ပွဲတွေနေနေတော့ဒါပြီးခဲ့တဲ့တစ်လျှောက်မှာတော့ဒါတော်တော်လေးရလက်ဒီ9များတဲ့ဒါပွဲတွေရှိပါတယ်ဒီနေ့မှာတော့ယူပါလိုက်နဲ့ဒါကွန်မန့်လိတ်တွေပဲရှိတယ်ဒါပွဲတွေတော့မကောင်းလားမဲ့တော့ဒါကောင်းတယ်လို့လည်းပြောလို့တော့ရတယ်လို့မကောင်းလို့လည်းပြောလို့တော့မရပြပြီးတော့သူတို့ head to head ထိတိုက်တွေ့ဆုံပွဲတွေမရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ရေးရှယ်သုံးသက်တဲ့အချိန်မှာတော့နည်းနည်းတစ်ခုလိုအပ်ချက်ရှိတယ်လို့တော့ဒါကျွန်တော်အနေနဲ့ကတော့ဒါထင်ပါတယ်အကြောင်းဒီရွေးထားတော့ဒါကျွန်တော်အနေနဲ့ကတော့ဒီအသင်းမှာကျွန်တော်ရွေးချယ်ပေးထားတော့ဒါကျွန်တော်အနေနဲ့ဒီကစားကွက်အနေနဲ့ကတော့ဒါဇုံပေါ်နိုင်မဲ့ကစားကွက်ပုံစံမျိုးဖြစ်လို့လေးလေးနဲ့ဒါ4နှစ်3နှစ်လိုင်လေး4နှစ်3နှစ်နဲ့ကစားမှဖြစ်တဲ့ကြောင့်ဒီနေ့မှာတော့ကျွန်တော်ကြေးတက်ကျွန်တော်ကစားကွက်ကိုပို့ပြီးတော့ဦးစားပေးပြီးတော့ကျွန်တော်ပြောမှဖြစ်ပါတယ်အဲကြောင့်ဒီလိုင်လေးနဲ့ကျွန်တော်ညပိုင်းကျွန်တော်ကိုပေါင်းအပေါ်ကျွန်တော်ကြိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်ဇုံပေါ်ကြိုက်တဲ့ညီကိုတွေအတွက်ကျွန်တော်ဇုံပေါ်လေးကျွန်တော်ရွေးထားဖြစ်ပါတယ်အဲကြောင့်နောက်တစ်ပွဲအနေနဲ့ကတော့ဒီဆက်တာဗီကိုနဲ့ကျွန်တော်ဘောလုံးညာဆက်တာဗီကိုနဲ့ဘောလုံးညာကအခုလက်ရှိမှာကဒီကြေးပေးထားတာက level 50အရှုံးကိုပေါင်းကြေးအနေနဲ့ကလည်းဒါနှလုံး50အရှုံးပေးထားပါတယ်ကြောင့်သူတို့နှစ်သိန်းရဲ့ပြီးခဲ့တဲ့ကစားပွဲတစ်လျှောက်မှာလည်းဒါပြီးခဲ့တဲ့ကစားပွဲတစ်လျှောက်မှာနောက်ဆုံးကစားတဲ့ပွဲမှာတော့ဒါရဲမထစ်ကိုဆက်တာဗီကို Z2 နဲ့အနိုင်ရရှိခဲ့တဲ့နောက်ဆုံးကစားတဲ့ပွဲပါရဲမထစ်မှာဒါအဲ့ပွဲတွေမှာတော့တော်တော်လေးအခြေအနေဆိုးတဲ့ပွဲလို့တော့ပြောလို့တော့ရတယ်ကျွန်တော်သူကစားပွဲတစ်လျှောက်မှာတော့သူ့အနေနဲ့ရှုံးပွဲ2ပွဲနဲ့တသေး1ပွဲရှိတယ်နိုင်ပွဲအနေနဲ့ကတော့ဒါပေါင်းပြောမှဆိုတော့နိုင်ပွဲအနေနဲ့တော့2ပွဲပဲရှိခဲ့တယ်ဘောလုံးညာအနေနဲ့လည်းပြီးတော့လာဇီယိုပွဲမှာပြီးတော့ပြီးခဲ့တဲ့ထိပ်နောက်ဆုံးကစားတဲ့ပွဲမှာတော့လာဇီယိုနဲ့ပွဲမှာတော့ဒါ1-1နဲ့တည်ရကြခဲ့တယ်ကျန်တဲ့ပွဲတွေနဲ့မှာတော့ဒါ1ပွဲပဲအရှုံးရလည်းရှိခဲ့တယ်ကျန်တဲ့ပွဲတွေနဲ့တော့အနိုင်ရရှိခဲ့တဲ့ပွဲတွေကြီးပဲနောက်ဆုံးကစားတဲ့ပွဲ1ပွဲပဲဒါတည်ရကြခဲ့တယ်အဲကြောင့်သူကစားခဲ့တဲ့ဘောလုံးညာကစားပွဲတဲ့တစ်ချောင်းမှာလာဇီယိုနဲ့ပွဲပဲသူ့အနေနဲ့တည်1-1ကြခဲ့တယ်ကျန်တဲ့ပွဲတွေနဲ့သူ့အနေနဲ့ဒါ6ပေါင်းအပေါ်တွေရှိသွားခဲ့တဲ့ပုံစံမျိုးတွေကြီးပဲကျွန်တော်ပြီးခဲ့တဲ့ကစားပွဲတစ်ချောင်းမှာ6ပေါင်းပေါ်လို့ကျွန်တော်အခု6ပေါင်းဇုံပေါ်ကြိုက်တာမဟုတ်ပါဘူးအခုလက်ရှိမှာသူတို့အနေနဲ့ထိတ်တိုက်တွေ့ဆုံခဲ့တဲ့ head to head ထိတ်တိုက်တွေ့ဆုံခဲ့တဲ့ပွဲမျိုးတွေလည်းမရှိဘူးအဲကြောင့်ဒါပြီးခဲ့တဲ့ကစားပွဲတစ်ချောင်းမှာဆွဲတာပီကိုကဒီရဲမထင်းနဲ့ကစားပွဲတစ်ချောင်းမှာတော့ဒီ3-3နဲ့ပဲဒါကစားသွားတာ Z2 နဲ့ရဲမထစ်ကိုသူ့အနေနဲ့ကြေးပေးထားတဲ့အသင်းကြီးတစ်သင်းတော့သူ့အနေနဲ့ Z2 နဲ့ကိုပြအနိုင်ရရှိခဲ့တယ်အခုလက်ရှိမှာလည်းဒါသူ့အနေနဲ့ဒါအိမ်ဝဲမှာကစားတဲ့3-3မှာ3-3ကစားမှာဖြစ်တဲ့အတွက်ကြောင့်တော့ဒါကျွန်တော်အနေနဲ့ဒီဘောလုံးညာနဲ့
ဒါဆက်တာပြီးကိုမှကျွန်တော်ကိုပေါင်းကျွန်တော်အပေါ်ပဲကျွန်တော်ရွေးထားပါတယ်နှလုံး50အရှုံးဆိုတော့ဒါကိုပေါင်းကြီး body ကြီးနဲ့ level 40အရှုံးဖြစ်ပါတယ် level 50အရှုံးဖြစ်ပါတယ်ကိုပေါင်းကြီးနဲ့နှလုံး50အရှုံးကျွန်တော်ရေးချက်တာတော့ဒါဒီဆက်တာပြီးကိုနဲ့ကျွန်တော်ဘိုးလုံးညမှာကိုပေါင်းအပေါ်ကျွန်တော်ကြိုက်ပါတယ်ကျွန်တော်နောက်တစ်ပွဲအနေနဲ့ကတော့ဒါ17နဲ့ရိုမာ17နဲ့ရိုမာကအခုလက်ရှိမှာကရိုမာကပေးထားတာက level 50အရှုံးကိုပေါင်းကြီးအနေနဲ့ကလည်းနှလုံးအပြည့်ရှုံးပေးထားပါတယ်အခုကြည့်ရမှာကဒီကျွန်တော်တို့17ကိုခဏထားအောင်ရိုမာဆိုတာကလည်းဒါကျွန်တော်တို့တိတ်ပြီးတော့ရှည်ဆွမ်းမငြိမ်နဲ့အသင်းတစ်လို့တော့ပြောလို့ရရတယ်သူ့အနေနဲ့ဒီနောက်ဆုံး2ပွဲ5ပွဲကစားတယ်မှာ3ပွဲအောက်ဆုံးမှာဇက်တိုက်ရှုံးလာပြီးတော့အပေါ်ဆုံးမှာဒါသူ့အနေနဲ့တိတ်တွေ့ဆုံးနောက်ဆုံး5ပွဲမှာနာပိုလီအသင်းနဲ့ဒါဟိုပွဲအသင်းကိုသူ့အနေနဲ့ဒါ0-1စီးနဲ့ဒါရှုံးနေထားတဲ့2ပွဲရှိပါတယ်ပြီးတော့သူ့အနေနဲ့ဒီပွဲမှာဒါ level 50အရှုံးပေးထားပါတယ်ဥမာအနေနဲ့ကကိုပေါင်းကြီးအနေနဲ့ကနှလုံးအပြည့်ရှုံးပေးထားပါတယ်ပြီးတော့ဟတ်တူကထိတ်တိုက်တွေးဆုံခဲ့တဲ့ပွဲတစ်ပွဲမှာသူတို့မရှိပါဘူးအဲ့တော့ဒီနေ့ဒီယူပါလေပွဲစစ်အနေနဲ့ကတော့သူတို့ဟတ်တူကထိတ်တိုက်တွေးဆုံပွဲတွေကမရှိသလောက်ရှားပါတယ်အဲ့တော့အခုလက်ရှိမှာကဒီ17နဲ့5ပွဲစားတာမှာသူတို့နောက်ဆုံးကစားတဲ့တစ်ပွဲပဲသူတို့နဲ့ဒါရှုံးနေထားတယ်ကျန်တဲ့ပွဲတွေအနေနဲ့ကတော့သူတို့နဲ့ဒါနိုင်ပွဲတွေကြီးပဲဆိုတော့ဒါလက်ရှိကြေးလေးအနေနဲ့ကတော့ဒါကျွန်တော်အနေနဲ့တော်တော်လေးကောင်းတဲ့ကြေးလို့ကျွန်တော်ထင်တယ်နှလုံးအပြည့်ရှုံးဆိုတော့ body ကြေးအနေနဲ့ level 50အရှုံးပေးထားပါတယ်ကျွန်တော်ဒီနေ့မှာတော့ဒါဒီကျွန်တော်အနေနဲ့ရေးရှက်မှာကျွန်တော်ဒီကိုပေါင်းအပေါ်ပဲကျွန်တော်ကြိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်ဇုံ body ကြီးကြိုက်တဲ့ဖြစ်နိုင်တဲ့အသင်းမျိုးတွေကြီးရွေးချယ်ထားတာဖြစ်ပါတယ်အဲ့တော့ကိုနဲ့အကြိုက်တူမှာရွေးချယ်ပြီးတော့ထိုးစေချင်ပါတယ်ကျွန်တော်ဒီနေ့ပေးလိုက်တဲ့ပွဲတွေကအပိုင်းတစ်ခုကျွန်တော်ပေးတာမဟုတ်ပါဘူးဒါကျွန်တော်အနေနဲ့ဒီကြေးတန်းလေးကြည့်ပြီးတော့ကစားကွက်လေးကြည့်ပြီးတော့တချို့ຢာကြီးကြရင်ကျွန်တော်ဒီကစားကွက်ကြည့်ပြီးတော့ကြေးသူတို့ဘယ်လိုပေးထားလဲပုံစံနဲ့ကစားကွက်ပြန်ကြည့်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ပေးတတ်ပါတယ်ကျွန်တော်ရဲ့ဒါသုံးသက်မှုပါတချို့ຢာကြီးကြရင်တော့ဒါကြေးကြည့်ပြီးတော့ပဲကျွန်တော်သုံးသက်သွားတယ်တချို့ຢာကြီးကြရင်တော့ကျွန်တော်ကစားကွက်နဲ့ကြေးနဲ့ကစားကွက်ဒီပြောမှဆို4-3-3လို့ဆိုတာတက်တိတ်ဖွင့်ဆောင်မဲ့ကစားကွက်တွေမျိုးပုံစံမျိုးဆိုရင်တော့ဒါကြေးတစ်ချက်ပြန်ကြည့်ပြီးတော့ကြေးရပြင်းနေတယ်ဆိုရင်ဒါဒီပုံစံမျိုးဒီအပေါ်ကြေးတွေပေးတာတွေရှိပါတယ်အဲကြောင့်ကျွန်တော်အနေနဲ့တချို့ကကြာရင်တော့ဒါကစားကွက်နဲ့ကြေးနဲ့ကြည့်ပြီးတော့ပေးတတ်ပါတယ်။ကြောင့်ဒီနေ့မှာတော့ဒါကျွန်တော်အနေနဲ့3ပွဲပဲကျွန်တော်ဒီရွေးချက်ပေးခဲ့ပါတယ်။ဒါ3ပွဲလုံးအနေနဲ့ကတော့ဒါဆယ်တာဘီကိုနဲ့ဘောလုံးညာမှာလည်းကျွန်တော်ကိုပေါင်းအပေါ်ကျွန်တော်ပေးခဲ့ပါတယ်။ပြီးတော့17နဲ့ရိုမာနဲ့လည်းဒါကိုပေါင်းအပေါ်ပေးခဲ့ပါတယ်။ဒီရန်မိုင်နဲ့လိုက်လီမှာလည်းကျွန်တော်ကိုပေါင်းအပေါ်ပေးခဲ့ပါတယ်။ဒီနေ့မှာတော့ကျွန်တော်စုံပေါ်လေးကြည့်ပဲဒါကြိုက်တဲ့အသင်းကိုရွေးပြီးတော့ကျွန်တော်ပေးတာဖြစ်ပါတယ်။အဲကြောင့်ကျွန်တော်တို့မနေ့ကမှကျွန်တော်ဒီထက်ကောင်းတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ပြန်တွေ့ကြရအောင်ဒီနေ့မှာတော့ကျွန်တော်ဒါပါပဲ